ဒီအေဗာတန်ကိုနိုင်လိုက်မယ်ဆိုရင်အခုချက်စီအက်စတိုဗီလာတို့အမှတ်ရောတာတဲ့အတွက်ချက်စီကိုလည်း3မှတ်ဖြတ်နိုင်မယ်အက်စတိုဗီလာနဲ့လည်း3မှတ်ပဲကွာနိုင်တယ်မယ်ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ချန်ပီယံလိဝင်ခွင့်ရတော့တော်တော်ကိုအခြေအနေကောင်းတော့မှာဖြစ်ပါတယ်ဒါကြောင့်မင်္ဂလာပါ United ကလေးကြီးကြိုးစားပါတယ်ဒီဗီဒီယိုလေးကတော့တင်းလာနေညအင်္ဂါနေ့မနက်2နာရီခွဲမှာရှင်ပြန်ကစားမယ်အေဗာတန်နဲ့ကျွန်တော်တို့ United ပွဲလေးကိုဖွဲ့စည်းလုပ်ချင်တာဖြစ်ပါတယ်ဒီပွဲမှာတော့ကျွန်တော်တို့ United ဟာအေဗာတန်အိမ်ခွဲမှာတော့ရောက်ရှင်ပြန်ကစားမှာပဲဖြစ်ပါတယ်တို့ United ဟာဂျားမှာပွဲလေးမရှိတဲ့အတွက်ကျွန်တော်တို့ United ဖန်တွေကတော့ပြင်းနေရရောဗျာပြင်းနေရရဲ့အချိန်ကြီးကုန်ဆုံးပြီအင်္ဂါနေ့မနက်မှာကျွန်တော် United ပွဲရှိပါတယ် United ကတော့အေဗာတန်အိမ်ခွဲမှာတော့ရှင်ပြန်ကစားမှာဖြစ်ပါတယ်ဒီထားမှာတစ်ချက်ကကျွန်တော်တို့အေဗာတန်ကိုမနိုင်နိုင်အောင်ကစားပါမယ်။ဘာလို့ဆိုတော့ပထမကြော့မှာကျွန်တော်တို့အိုထရက်ဖို့မှာအရှက်တကွဲအကျိုးနဲ့ရှုံးနေခဲ့တဲ့အကြောင်းဖြစ်ပါတယ်။အိုထရက်ဖို့ကိုလာပြီးတော့တယောက်ရုံနဲ့လည်းကစားသွားပြီးတော့ကျွန်တော်တို့အနိုင်သွားခဲ့တဲ့အတွက်ကြောင့်မလို့တေချာပေါက်ကိုနိုင်အောင်ကစားမှာဖြစ်ပါပဲ။ဒီအေဗာတန်ကိုနိုင်လိုက်မယ်ဆိုရင်အခုချက်စီအက်စတိုဗီလာတို့အမှတ်ရောတာတဲ့အတွက်ချက်စီကိုလည်း3မှတ်ဖြတ်နိုင်မယ်။အက်စတိုဗီလာနဲ့လည်း3မှတ်ပဲကွာနိုင်တယ်မယ်ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ချန်ပီယံလိဝင်ခွင့်ရတော့တော်တော်ကိုအခြေအနေကောင်းတော့မှာဖြစ်ပါတယ်ဒါကြောင့်မဖြစ်မနေနိုင်အောင်ကစားမှာဖြစ်ပါတယ်ဒါပေမဲ့အေဗာတန်ဟာအိမ်ခွင်းမှာမာကျိုးတယ်တကယ်ကိုပြစ်လစ်လေးကစားတယ်ခံသစ်ကလည်းတော်တော်ကောင်းတဲ့အတွက်ကြောင့်မလို့ရှော့တွက်လို့တော့မရဘူးတေချာပေါက်ကိုတေချာလေးအာယုံဆိုင်ကစားမှရမယ်ဘာဖြစ်လို့ဆိုတော့ဒေးဗစ်မိုရက်ကကျွန်တော်တို့ United ဆိုရင်လုတ်ပြခြင်းနေတာ United ဆိုလို့ရှိရင်သူကလည်းအကြောင်းကလည်းသိနေတော့ကြောက်နေရတယ်ဒေးဗစ်မိုရက်ဆိုလို့ရှိရင်အေဗာတန်ကတော့ဂူလလောဆယ်အဆင့်9မှာရတည်နေပါတယ်အမှတ်က38မှတ်ပေါ့ဗျာကျွန်တော်တို့ United ကတော့အဆင့်9ကို Chelsea တို့ကစားပြီးအချိန်မှာအမှတ်2နဲ့9ခွာချက်ကနေအဆင့်9ကိုရောက်နေပါတယ်ဘာဖြစ်ဖြစ်အေဗာတန်ပေါ်နိုင်လိုက်တော့အဆင့်4ကိုပြန်ရောက်ပါတယ် Chelsea ကို3မှတ်ဖြတ်နေမှာဖြစ်ပါတယ်ကျွန်တော်တို့အေဗာတန်ကိုတော့မဖြစ်မနေနိုင်မှဖြစ်ပါမယ်။ဘာလို့ဆိုတော့ကျွန်တော်တို့မှာရှုံးကြွေးတွေလည်းဆက်ရမယ်။သူများတွေအမှတ်ရောတာကိုလည်းအခွင့်အရေးယူနိုင်မှရမယ်။အေဗာတန်ကတော့နောက်ဆုံးကစားခဲ့တဲ့5ပွဲမှာ2ပွဲနိုင်2ပွဲတည်ပဲဖြစ်ပါတယ်။တပွဲရှုံးထားတယ်။ဘုံပေါက်ကိုရှုံးထားတယ်။အက်စတိုမီလာကိုနိုင်တယ်။လီယိုတီကြတယ်ဘရိုက်တန်ကိုတီကြတယ်ဖူဟန်ကိုနိုင်ထားတာဖြစ်ပါတယ်ကျွန်တော် United ကတော့တီးတဲ့အတိုင်းပဲနောက်ဆုံး5ပွဲမှာရှုံးပွဲမရှိသေးပါဘူး4ပွဲနိုင်1ပွဲတီးဒီအဖြစ်ကြောင့်ကျွန်တော် United ကတော့တော်တော်ကိုခြေနေကောင်းနေတယ်ခြေနေကောင်းနေဆိုပေမဲ့ Everton နဲ့ပွဲကိုတော့သတိထားပြီးကစားမှာပဲဖြစ်ပါတယ်ဒီ Everton အိမ်ကွင်းလည်းဖြစ်တယ်ကျွန်တော်တို့ကိုအချက်တကွဲအကျိုးနဲ့အောင်လှုပ်ထားခဲ့တဲ့အသင်းလည်းဖြစ်တယ်နောက်ပြီးကြတော့ဒီအသင်းကိုဒေးဗစ်မိုရက်ကြီးကပြန်ကင်နေတယ်ဒေးဗစ်မိုရက်ကြီးပြန်ကင်နေတဲ့အသင်းဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကတတိလေးတေချာလေးထားပြီးတော့ကစားမှာဖြစ်ပါတယ်မိုက်ကယ်ကားဒင်းနဲ့ကျွန်တော် United ကပေါ့လေနော် United ကဘလို့ပွဲထွက်လူစင်းနေပါတယ်တော့အပြောင်းလဲရှိမှမထင်ဘူးဘာလို့ဆိုတော့မိုက်ကယ်ကားဒင်းကကောင်းနေတော့ပြောင်းမှာမဟုတ်ဘူးကောင်းနေတဲ့ကစားသမားတွေကိုတော့ပြောင်းမှာမဟုတ်ဘူးဒါပေမဲ့စစ်စကိုပါမလားကူညာပါမလားဆိုတော့ကျွန်တော်တို့ကူညာပဲထည့်ဦးမယ်ထင်တယ်စစ်စကိုတော့နောက်မှပဲထည့်မယ်ကျွန်တော်ထည့်စီခြင်းလားပေါ့လေအဲ့လိုဒါမဲ့မဲကားတွေကတော့ပြောင်းမှာတော့မဟုတ်ဘူးဒီတိုင်းပဲပို့ထည့်လောက်မှထင်ပါတယ်ဒေးဗစ်မိုရက်ကြီးကကျွန်တော်တို့ကိုဒုက္ခပေးနိုင်မလားဆိုတာစောင့်ကြည့်ရမယ်သူကဒုက္ခပေးဖို့ကြိုးစားမှာပဲသူ့ကိုထုတ်ထားခဲ့တဲ့အသင်းဆိုတော့ဒုက္ခပေးဖို့ကြိုးစားမှာပဲလိုပဲဖြစ်ဖြစ်ကျွန်တော် United ဟာတေချာပေါက်ကိုနိုင်အောင်ကစားပါမယ်ဘာအကြောင်းပြချက်မှပေးလို့မရပါဘူးနိုင်တဲ့ပွဲကိုနိုင်ထားမှာဖြစ်ပါတယ်ဘယ်လိုထင်ကြလဲကျွန်တော်ကတော့ဒီပွဲမှာအနည်းဆုံး2-1တော့မဟုတ်ရင်2-0လောက်နဲ့တော့နိုင်သွားမယ်လို့ထင်ပါတယ်အဲလိုလဲဆိုတော့ကျွန်တော်တို့ခံစစ်ကလည်းကောင်းနေတယ်ဒါပေမဲ့တခါစစ်ကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့နိုင်မယ်လို့ထင်တာတိုက်စစ်ကတော့တိတ်စိတ်မချဘူးခံစစ်ကတော်တော်ကောင်းတယ်ဘာလို့ဆိုတော့အေဗာတန်ကဂိုးသွင်းမဲ့လူတိတ်မရှိတဲ့အတွက်ကြောင့်မလို့ခံစစ်ကတော့အေဗာတန်ခံစစ်ကတော်တော်ကောင်းတယ်သူအိမ်ခွဲမှာဆိုရဖြစ်တဲ့အတွက်ကြောင့်ဘာမာထန်တန်ကိုကစားမှာပါအဲ့ဒါကိုလည်းသတိထားပြီးတော့ကစားပါမယ်ဘာလို့ဆိုတော့ကိုလူတွေဒဏ်ရာရသွားလို့မဖြစ်သေးဘူးလေဒီနောက်ချန်ပီယံလိဝင်ခွင့်တက်ကတေချာပေါက်ကိုတိုက်ပွဲဝင်အောင်မှာဆိုတဲ့အတွက်ကြောင့်မလို့ပါဘလို့ထင်ကြလဲကျွန်တော်တို့ဒီပွဲမှာ2-0ဒါမှမဟုတ်လို့ရှိရင်2-1နဲ့နိုင်သွားမယ်လို့ထင်ပါတယ်
တို့ရဲ့ထင်မြင်ချက်ကလေးကိုလည်းမှန်ခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ဗီဒီယိုတွေ့ပါမယ်ကျွန်တော်ဝင်ခွင့်နိုင်ဖြစ်ပါတယ်ကျမချမ်းသာကြပါစေ